နိုဝင်ဘာလ29ရက်နေ့ကဘာနေပါလဲဒီနေ့နိုဝင်ဘာလ29ရက်နေ့ကတော့အပြည်ပြည်ဆိုင်ရာအမျိုးသမီးလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနေ့ပါဂျန်နာတန်းတူညီမျှမှုမရှိတဲ့အခြေအနေတွေနဲ့မတရားမမျှတမှုတွေများတဲ့ယဉ်ကျေးမှုဘာသာရေးလူမှုရေးတွေအတွက်အမျိုးသမီးများနဲ့လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကတက်ကြွလှုပ်ရှားမှုများစွာကိုပြုလုပ်လျက်ရှိပါတယ်အဲ့ဒီလိုတက်ကြွလှုပ်ရှားတဲ့အချိန်မှာကာကွယ်စောင့်ရှောက်သူတွေကို community ရဲ့ထိပါနှောက်ယှက်တာအကြမ်းဖက်ခံရတာတွေတိုက်ခိုက်ခံရတာတွေကအမြဲတမ်းရင်ဆိုင်ကြုံတွေ့ရပါတယ်။အဲ့ဒီလိုရင်ဆိုင်ကြုံတွေ့ရတဲ့အရာတွေမကဘဲနဲ့အကြမ်းဖက်ခံရတာအကျဉ်းချခံရတာအပြင်နိုင်ငံရေးအရာပြစ်မှတ်ထားခံရတာတွေတပ်ဖြတ်ခံရတာတွေအထိပါရှိလာပါတယ်။အဲ့ဒီလိုနောက်ဆက်ကျူးလွန်မှုအကြမ်းဖက်ခံရမှုတွေကိုလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့လူတွေအနေနဲ့လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းအခမ်းကဏ္ဍတစ်ရပ်ကိုဖော်ဆောင်တဲ့အခါမှာအရေးကြီးတဲ့အခမ်းကဏ္ဍတစ်ရပ်အနေနဲ့သတိထားမိလာပါတယ်။အဲဒါကြောင့်မလို့အမျိုးသမီးလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့သူများအတွက်ဂုဏ်ပြုတဲ့အနေနဲ့နိုဝင်ဘာလ29ရက်နေ့ကို2006ခုနှစ်ကနေစတင်ပြီးတော့သတ်မှတ်ပြီးတော့ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။